မျိုးသမီးတယောက်ဟာသူ့ယောက်ျားရဲ့တိတိဖြော်ရတဲ့ကိုနေတိုက်လို့ပို့ရတဲ့ငယ်ကိုတိတ်တိတ်ကလေးရောထဲလေးရှိပါတယ်ပြီးခဲ့တဲ့တစ်နှစ်လုံးအဲ့ဒီလူကသူ့မိမကသူ့ကိုနှလုံးသားထဲကနေတကယ်ချစ်တဲ့သူယုံကြည်ထားတဲ့အတွက်ဘာတန်နဲ့မှမရှိပဲအဲ့ဒီဖြော်ရည်ကိုတောက်ခဲ့ပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့သူ့မိမကအရာလုံးကိုသိနေခဲ့ပါတယ်သူ့ယောက်ျားကတခြားမိမတယောက်နဲ့ဖောက်ပြန်နေလေဆိုတာကိုပေါ့ဒါပေမဲ့သူမကဘာပြဿနာမှမရှာခဲ့ပါဘူးအဲ့ဒီစားသူမကတခြားမိမနဲ့အေးအေးဆေးဆေးတွေ့ဆုံပြီးနေကနေရစီလို့ထင်နေတဲ့လူကတကယ်တော့ငါယောက်ျားပဲပြီးတော့သူကလူသက်သမားတယောက်လေဟုတ်တယ်သူကငါရဲ့ပထမယောက်ျားကိုတတ်ခဲ့တာလို့ပြောလိုက်ပါတယ်တကယ်တော့လွန်ခဲ့တဲ့9နှစ်တုန်းကဒီမျိုးသမီးဟာကဘာပေါ်မှာအကန်ကောက်ဆိုဇူနီတယောက်ခစ်ခဲ့ပါတယ်သူ့ရဲ့ပထမယောက်ျားကအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ခစ်ပြီးသူ့ကိုလည်းအရင်ချစ်ခဲ့ပါတယ်ဒါပေမဲ့မျိုးသမီးကကလေးမွေးတဲ့ညမှာပဲသူ့ယောက်ျားကစေးရုံကိုအလားလမ်းမှာကားမတော်တဲ့စမှုနဲ့ဆုံးပါသွားခဲ့ပါတယ်အမျိုးသမီးကလုံးဝကြေကွဲနေတဲ့အချိန်မှာသူ့ဘွားတဲ့ကိုယောက်ျားတယောက်ဝင်လာခဲ့ပါတယ်သူကသူ့ယောက်ျားရဲ့ကောလိပ်တုန်းကတငယ်ချင်းပါတော့ပြောခဲ့ပြီးအမျိုးသမီးကိုနှစ်သိမ့်ပေးခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့တကယ်ယူတဲ့ချစ်ကတော့သူမကိုပိုက်ဆိုင်မှုပါပဲသူကသူမကိုအချင်းချင်းကလက်ထပ်ခွင့်တောင်းခဲ့ပေမဲ့အမျိုးသမီးကသူ့ရဲ့ပထမယောက်ျားကိုမင်းမရနေသေးပါဘူးဒါကြောင့်အမြဲတမ်းပယ်ချခဲ့ပါတယ်ဒါပေမဲ့သူ့သားလက်ကသူ့မွေးနေ့မှာဖေဖေတယောက်လိုချင်တယ်လို့ဆူတောင်းလိုက်တဲ့အခါမိခင်တယောက်ရဲ့နှလုံးသားကအငြိပျော်သွားပြီးနောက်ဆုံးမှာတော့အဲ့ဒီလူရဲ့6ခုမြောက်လက်ထပ်ခွင့်တောင်းတာကိုလက်ခံလိုက်ပါတော့တယ်ဒါပေမဲ့လက်ထပ်ဘူးရဲ့အနှဲငယ်အကြမှာပဲသူမကထူးဆန်းတာတစ်ခုကိုတတိထားမိတယ်သူ့ယောက်ျားကဖုန်းကိုအမြဲတမ်းတိတ်တိတ်ကလေးပွေတတ်တဲ့ကြောင့်သူမကတန်တဲ့ဝေးလာပါတယ်ဒါနဲ့တနေ့မှာတော့သူမကကားသမားကိုသူ့သားကိုကြောင်းသွားပို့ခိုင်းပြီးသူမကိုယ်တိုင်ကတော့အင်ကိုတိတ်တိတ်ကလေးဖျက်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကြောင်းမဖွယ်ပေါင်းတဲ့အမန်တရားကိုကြားလိုက်ရပါတော့တယ်သူ့ရဲ့ပထမယောက်ျားတေးဆုံးမှုကမတော်တဆမှုမဟုတ်ပဲလူသက်မှုတစ်ခုဖြစ်နေခဲ့တာနဲ့ပြီးတော့ဒီမှုရဲ့တရားထံကသူမကိုလက်ထပ်ပြီးသူ့ရဲ့ဘီလီယံကြီးပိုင်ဆိုင်မှုတွေကိုလူရချေလို့ဒီလိုလုပ်ခဲ့တယ်အခုလက်ရှိယောက်ျားသားဖြစ်နေတာကိုတရားလိုက်တဲ့အခါမှာမျိုးသမီးကလုံးဝကြီးမှုမှာသွားပြီးသူ့ကိုမဖြစ်နေလက်စားပြန်ချင်မယ်လို့တာနိဖန်ချခဲ့ပါတယ်ဒီလိုနဲ့မျိုးသမီးကအစီအစဉ်တစ်ခုဆွဲခဲ့ပါတယ်သူ့ယောက်ျားကိုနောက်နေ့မှာချင်းတွဲဖို့တခြားမိမကိုတောင်းဆိုခဲ့ပါတယ်ဒါမှသူမကသူတို့ကိုလက်ပူးလက်ချက်ဖမ်းပြီးလူတိုင်းနဲ့ရှေ့မှာသူ့ရဲ့ပင်ကိုစိတ်သက်အမှန်ကိုဖင်ချနိုင်မှာပါကဲနောက်ပါဆက်ဖြစ်မလဲ